Can I call you Rose? Hello အခုကတော့နှစ်ယောက်သားမာလာရှန်ကိုသွားပြီးတော့ကြိတ်တာဖြစ်ပါတယ်အမတယောက်ကမာလာရှန်ကိုသူ့အိမ်မှာလာစားပါဆိုပြီးတော့ဖိတ်ထားတယ်ပေါ့နော်တခြားအမကြီးအများကြီးပဲတော့စားကြပါနှစ်ယောက်ကမြိုက်စားနေတကယ်တော့လေအမေရိကမှာက work life balance ကမညီမျှဘူးလို့ဆိုတော့ခံစားရတယ်ပေါ့နော်ဘာလို့လဲဆိုတော့အချိန်အများစုကလေအလုတ်နဲ့ပဲဒီလိုပဲဖြတ်တန်းကြရတာများတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ကိုယ့်အိမ်မှာမုံလောက်တာပဲဖြစ်ဖြစ်ဒီလိုတငယ်ချင်းပေါင်းတင်းနေနဲ့စုံတာပဲဖြစ်ဖြစ်ဆိုတာကတက်အချိန်တစ်ခုထပ်ပြီးရတာမျိုးအဲ့အတွက်ကြောင့်မလို့အခုလိုမျိုးတကူးတကချက်ကျွေးတယ်ပြီးတော့လာပြီးတော့တကူးတကလာစားပြီးကြတဲ့လူတွေကလည်းတကယ်ကိုဒီမှာတော့လေအရန်တန်မိုးရှိတယ်လို့ပြီးတော့ဒီအချိန်လေးတွေကတကယ်ကိုရတောင်းရခဲ့အချိန်လေးတွေလို့ဆိုတော့ထင်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့အခုလိုမျိုးချက်ကျွေးရဲ့အမောင်လေးကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်都没感觉到。哎呦我的妈！你痛吗？两痛吗？叫那俩刚来的，剩就爱人。这要干啥？过来继续。啊？哎，这是的，后面哎哎呀，都我打的我，不过啥呀？接下来，我的妈的好厉害。What？